ဒီနေ့မှာတော့ကျွန်တော် Hong Kong visa ကိုကျွန်တော်ကိုယ်တိုင် online e-visa ဘယ်လိုရှောက်ခဲ့လဲဆိုတဲ့အတွေ့အကြုံညဝေပေးချင်ပါတယ်ဆိုတော့ကျွန်တော်ရှောက်တော့တော်တော်ရင်ခုန်ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါအားလုံးလည်းသိကြရ Hong Kong visa ကကျွန်တော်တော်စောင့်ရတယ်ကျွန်တော်စောင့်တဲ့ကြာချိန်က9ဘတ်ပေါ့နော်9ဘတ်တိကျွန်တော်စောက်ခဲ့ရတဲ့ပြီးတဲ့ကာလမှာကျွန်တော် visa ရတယ်ဆိုတော့ visa process ကဘယ်လိုမျိုးရှိမလဲဆိုတော့ကျွန်တော်တို့ရှောက်တဲ့အခါမှာပေါ့နော်ကျွန်တော်ကိုယ်တိုင်ရှောက်ခဲ့တာကdouble entry visa ပေါ့နော် visit ကိုမှဒါပေမဲ့တခုပြောချင်တာကျွန်တော်ရှောက်တဲ့အခါမှာကျွန်တော်ဒီဘန်ကောက်မှာကျောင်းသား visa ED plus နဲ့ပေါ့နော်နေတဲ့အခါမှာကျွန်တော်ရှောက်ခဲ့တာဖြစ်တယ်ကျွန်တော်ရှောက်တုန်းကတော့ရှောက်ပြီးချင်း၄ရက်အတွင်းမှာပေါ့နော်ကျွန်တော်ဒီ acknowledgement letter လက်ခံကြောင်းစာကို email နဲ့ပြန်ပို့ပေးတယ်ဆိုတော့ဒီကြားထဲမှာတချို့ကတော့စာရွက်တွေလိုပြန်တောင်းတာ document မစုံလို့ပြန်တောင်းတာမျိုးတွေတော့ရှိတတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဘာမှမတောင်းခဲ့ဘူးဒီ၄ရက်မှာacknowledgement letter ကြားတယ်နောက်ပြီးတော့9ဘတ်နေတဲ့အခါမှာကျွန်တော်ဒီ e-visa ကြားလာပြီးတော့ပတ်စံသွင်းဖို့ပြောရပါတော့ပတ်စံသွင်းပြီးကြည့်ပါကျွန်တော်တို့က e-visa ကိုကိုယ့်ရဲ့လက်ထဲကိုဒါရယူနိုင်တယ်ပေါ့နော် email ကနေပြီးတော့ကျွန်တော် website လေးလည်းပြထားတယ်ပေါ့နော် government Hong Kong visa ရှောက်တဲ့အခါမှာကျွန်တော်တို့ကvisit ပေါ့နော်ကျွန်တော်ရှောက်ခဲ့တာတော့ visit ဆိုတော့ကျွန်တော် visit ကိုရှောက်တယ်အဲ့ဒီခါမှာလိုတဲ့ document လေးတွေကဗာလေးလိုလဲဆိုရင်တော့ဒီအနည်းဆုံးပေါ့နော်ပထမဆုံးပြထားဗာလဲဆိုရင်ကျွန်တော်တို့ passport မှာတွားခဲ့တဲ့ခီးရဆိုရင်အနည်းဆုံးစာမျက်နှာပေါ့နော်ဖြစ်နိုင်တော့အကုန်လုံးတင်ပြီးတော့ PDF file တစ် file နဲ့ပြပေးပေါ့နော် passport ကအစားဆိုတွားခဲ့တဲ့ stamp တွေအခြား level ခဲ့ဘူးရဲ့ visa တွေเนาะအဲ့ဒါအများဆုံးနောက်ကကျတော့ဒီကျွန်တော်ရဲ့ photograph ပေါ့နော်passport photograph ဖြူရော background နဲ့ပေါ့နော်ကျွန်တော်ထည့်လိုက်တာအဲ့တော့ပြီးတော့ bank statement ကလည်းကျွန်တော်လိုရမေကပေါ့နော်အများဆုံး maybe $900 နေပြီး1000ကျတော့ကျွန်တော်ဒါထည့်လိုက်တယ်ပေါ့နော်ပြီးတော့ကို့မှာဒါအလုပ်နေကြောင်းဒါမှမဟုတ်ကိုပိုင်အလုပ်လုပ်တာလားမြန်မာဆိုတော့ဒီမှာ Tiger Company Register ပေါ့ဒါမှထိုင်းမှာဆိုရင် Thai Company License ဖြစ်ပေါ့ဘယ်မဟုတ်လဲဝန်ထမ်းဆိုရင်တော့ဝန်ထမ်းslip ပေါ့နော် payroll slip တို့အလုပ်လက်ခံနဲ့ employment letter လို့ပေါ့နော်ဒီအဲ့ဒါလေးပြလို့ရပါတယ်နောက်တစ်ခုကကျွန်တော်ဒီလေးလက်မှတ် booking လုပ်ရတာပေါ့လေးလက်မှတ် booking ကကြတော့ကျွန်တော်လုပ်ရတယ်ဒါပေမဲ့ဝယ်မပြဘူးပေါ့နော်ကျွန်တော်တို့ကbooking ပုံစံမျိုးနဲ့ပဲဒါကျွန်တော်ထည့်ပေးလိုက်တာနောက်တစ်ခုအရေးကြီးတာကသူတို့စီမှာဘာထပ်တောင်းလဲဆိုရင်ဒီ purpose of visit ပေါ့နော်လဲတဲ့အခါမှာဘယ်နေရာကိုသွားမယ်ဘယ်ကိုကူးမယ်ဘယ် hotel မှာနေမယ်ဆိုတဲ့ဟာတွေကျွန်တော် travel plan ပေါ့နော်ဒီ itinerary ဆိုတဲ့ plan လေးကိုလည်းကျွန်တော်ကချပြပေးရတယ်ဆိုတော့အဲ့ဒါလည်းအရေးကြီးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ပေါ့တချို့ program တွေဒါမှမဟုတ်ဘက်ကဆွေမျိုးတွေတကယ်ချင်းနေဖိတ်ခေါ်စာဖြစ်ပိုင်းတော့ဒါကပိုကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ဘာမှမရှိဘူးပေါ့နော်ဒီတိုင်းပဲကျွန်တော်ရှောက်လိုက်တာ